မင်္ဂလာပါရှင်ဘာချက်ဖူး channel လေးကတော့ဒီနေ့မှာထမင်းဦးပြောင်းတဲ့အထိရန်စားလို့မိန်နဲ့ဟင်းအတွက်ဆက်လေးကိုချက်ပြပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်နော်ပထမဆုံးအနေနဲ့တညအိပ်ရေစဲမီပြုတ်ထားတဲ့ပဲကလေးပါလေးတွေကိုစကားထဲမှာရေစစ်ပြီးတော့ထည့်ထားလိုက်ပါမယ်ပြုတ်ပြီးသားပဲကလေးပါလေးတွေကိုပြန်ပြီးနှပ်ဖို့အတွက်ဒဲအိုးတွေကိုစီမများလေးထည့်ပါမယ်စီဆူလာပြီဆိုရင်တော့ချက်သွန်အနီးလှီထားလာတွေကိုထည့်ပြီးတော့လှိမ့်ပေးပါမယ်ချက်သွန်အနီးလေးတွေကိုနမ်းသွားအောင်လို့ကြကြလေးလှိမ့်ပေးပါမယ်ချက်သွန်အနီးလေးတွေလည်းနမ်းလာပြီဆိုရင်တော့ခုနကတော့ရေဆက်ထားတဲ့ပဲကတိပါလေးတွေကိုထည့်ပြီးတော့မှွေပါမယ်မွေပြီးသွားပြီဆိုရင်တော့အရသာအတွက်အချိုမုံအနှဲငယ်နဲ့စားအနှဲငယ်ကိုထည့်ပါမယ်ဒီနေရာမှာဟင်းချက်သူကတော့ကိုလိုတလို့စိတ်ကြိုက်ပြင်ထားပါတယ်ပြီးရင်တော့ပဲကတိပါလေးတွေကိုနူးဤသွားအောင်လို့အဖုံးလေးဖုံးထားပါမယ်။အိုးမကအောင်လို့မီးကိုလည်းအနှဲငယ်လျှော့ထားလိုက်ပါမယ်။တအောင်နေရင်တော့အဖုံးလေးကိုပြန်ဖွင့်ကြည့်ပါမယ်။ရေလေးတွေကိုနည်းနည်းခြောက်လာတဲ့အထိစောင့်ပါမယ်။ရေလေးတွေလည်းခြောက်သွားပြီဆိုရင်တော့အရန်ကိုမှအရသာရှိရဲ့ပဲကတိပါနှက်တစ်ခွက်ရပါပြီ။ပဲကတိပါနှက်လေးချက်ပြီးသွားပြီဆိုရင်တော့နောက်ထပ်တစ်မျိုးကတော့ငခုစင်းကောလေးချက်မှာဖြစ်ပါတယ်ငခုစင်းကောချက်ဖို့ရအတွက်အရသာနေပါမယ်အရသာအတွက်အချုံမုံနှစ်စုံထည့်ပါမယ်အချုံမုံနှစ်စုံထည့်ပြီးပြီဆိုရင်တော့စားတစ်စုံထည့်ပါမယ်ပြီးရင်တော့စနွေးမုံအနည်းငယ်ထည့်ပါမယ်အရသာတွေကိုအသားတွေကိုစိတ်ဝင်သွားအောင်လို့လက်လေးနဲ့နနလေးလုံးပြီးတော့နေပေးပါမယ်ရှင်ရတာနေပြီးသွားပြီဆိုရင်တော့ငရုတ်သီးစီတက်ပါမယ်ငရုတ်သီးကိုအယောင်ရဲလာတဲ့အထိစီတက်ပါမယ်ငရုတ်သီးလေးအယောင်ရဲလာပြီဆိုရင်တော့နေထားတဲ့ငါးတွေကိုထည့်ပြီးတော့နနာလေးလုံးလိုက်ပါမယ်စီတက်နံလေးမွေးလာပြီဆိုရင်တော့အသားလေးနူးသွားအောင်လို့ရေလေးနည်းနည်းထည့်ပေးထားပါမယ်ရေထည့်ပြီးသွားပြီဆိုရင်တော့အဖုံးလေးခဏအုပ်ထားပါမယ်ခဏကြာမှအဖုံးလေးကိုပြန်ဖွင့်လိုက်ပါမယ်ဖွင့်ပြီးသွားပြီဆိုရင်တော့အထင်းချက်သူကဒီနေရာမှာရှမ်းနံကိုထည့်ထားပါတယ်ရှမ်းနံထည့်ရတဲ့ဗီဒီယိုလေးမရိုက်လိုက်ရတဲ့အတွက်ကြောင့်မလို့ဒီထဲမှာပဲပြောပြပေးထားပါတယ်ပြီးရင်တော့အရသာအတွက်မဆလာလေးအနှဲငယ်ထည့်ပြီးတော့တစ်ဖက်ကိုလှန်ပေးပါမယ်အေးလည်း6လာပြီးတော့မဆလာနံလေးမွေးလာပြီဆိုရင်တော့အရန်ရတာရှိရဲ့ငါးစင်ကောလေးတစ်ခွက်ရပါပြီနောက်ဗီဒီယိုလေးတွေမှာလည်းအရသာရှိပြီး live ဖတ်တဲ့ဟင်းတွဲလေးတွေကိုတင်ပေးမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပေးပါအောင်ရှင်